မင်းကလေးဟာရည်ရချက်ရှိရှိသူမရဲ့လက်ချောင်းကိုကိုက်လိုက်ပြီးသွေးတွေကိုသူမရဲ့ပခုံးပေါ်ဖိနှိပ်လိုက်တယ်ပြီးတော့ဝါဆိုတချောင်းကိုသူမရဲ့ခန္ဓာကိုယ်ထဲရိုက်ထည့်ပေးဖို့သူငယ်ချင်းကိုတောင်းဆိုခဲ့တယ်ဒီလိုလုပ်ခြင်းအပြင်သူမဟာတည်နေတဲ့ပုံပေါက်နေမှာဖြစ်တယ်လူတွေဘလို့ပဲခေါ်သူမဟာရုပ်အလောင်းတစ်ခုလိုငြိမ်သက်နေမှာဖြစ်ပြီးခုနှစ်ရက်ကြာမှသာပြန်နိုးလာမှာဖြစ်တယ်ဒါပေမဲ့သူငယ်ချင်းကမင်းသားဟာသူမရဲ့ရုပ်အလောင်းကိုတူးဖော်ပြီးလမ်းလျှောက်တယ်လို့မျိုးထဲမှာပွေ့ချီသွားလိမ့်မယ်လို့လုံးဝမမျှော်လင့်ခဲ့ဘူးသူကသူမနဲ့လက်ထပ်ပွဲကိုတောင်ကျင်းပခဲ့တယ်တိုးတော်လဲခုနှစ်ရက်မြောက်နေ့ဟာနီးကပ်လာခဲ့ပြီဖြစ်ပြီးအဲ့ဒီဝါဆိုကိုအချိန်မီမဖယ်ရှားနိုင်ရင်မင်းကလေးဟာတကယ်တည်ဆုံးသွားမှာဖြစ်တယ်သူမကိုကယ်တင်ဖို့အတွက်သူငယ်ချင်းကမင်းသားကိုအာယုံလွှဲဖို့တယောက်ကိုရှာခဲ့တယ်ပြီးတော့သူမနဲ့တခြားသူတွေဟာမင်းကလေးကိုရှုပ်ဝက်စွာခေါ်ထုတ်သွားခဲ့ကြတယ်မင်းသားတယောက်နဲ့စကားပြောနေတော့မှသူငယ်ချင်းကမင်းကလေးကိုအိမ်ပြန်ခေါ်လာပြီးဝါဆိုကိုဆွဲထုတ်လိုက်တယ်ဒါပေမဲ့ဒနာရီမှာခုနှစ်ရက်အကြာမှာသူမနိုးထလာမယ်လို့ဆိုထားပေမဲ့သူမကနိုးလာမယ်လက္ခဏာမပြခဲ့ဘူးသူတို့မျှော်လင့်ချက်ကင်းမဲ့နေချိန်မှာပဲမင်းကလေးကရုတ်တရက်မျက်လုံးဖွင့်လိုက်တယ်သူမရဲ့သူငယ်ချင်းတွေဝမ်းသာအားရဖြစ်သွားကြတယ်အစိတ်အတွက်ကုသဆေးကိုရှာတွေ့ဖို့နင်းကြတဲ့အထိစောင့်ရမယ်လို့သူတို့ပြောပြခဲ့တယ်ဒါပေမဲ့မင်းကလေးကနှင်းမကြခင်အထိသူမအသက်ရှင်နိုင်မှာမဟုတ်ဘူးဆိုတာသိခဲ့တယ်ဒါကြောင့်သူမရဲ့ချစ်သူဟာအနီးနားမှာရှိနေတယ်လို့ခံစားရရင်တောင်မှသူ့ကိုတွေးဖို့သူမမရဲခဲ့ဘူးသူမသိခဲ့ပါဘူးအဲ့ဒီမျိုးသားကသူမကိုတိတ်တဆိတ်စောင့်ကြည့်နေခဲ့တာပါသူမကသူ့ကိုမတွေ့ချင်ဘူးဆိုတာသိပြီးနောက်မှာတောင်သူကတိတ်ဆိတ်စွာကာကွယ်ပေးနေခဲ့တယ်သူမနဲ့တွေ့ဆုံလို့မရခဲ့ပေမဲ့သူမကိုနေ့တိုင်းမြင်နေရတာကသူ့အတွက်လုံလောက်ခဲ့တယ်ဒီနေ့မှာတော့သူတို့မတော်တဆဆုံးမိသွားခဲ့ကြတယ်သူမရဲ့သူငယ်ချင်းကအလုသမားအစ်တူအဖြစ်ဟန်ဆောင်ပြီးမင်းကလေးဟာထွက်ပြေးလာတဲ့မူဆိုးမတူဖြစ်ပြီးစကားပြောနိုင်ဘူးလို့သူ့ကိုပြောပြခဲ့တယ်အဲ့ဒီမျိုးသားကသူတို့ဟန်ဆောင်နေတာကိုသိပေမဲ့ဖော်ထုတ်မပြခဲ့ဘူးမင်းကလေးဘေးကင်းနေတဲ့၍သူကျင်းနေခဲ့တဲ့အဆက်ကမသိတော့လို့ပါနော်အာဘွားအရန်ချစ်တယ်